Jimenko တကူရှိရုံနဲ့အဝဲဘယ်နေရကမဲဆိုနောက်ဖို့တလို့ကိုစိတ်တိုင်းကြထိချိုးလို့ရတဲ့နီလေးကိုပြောပြပေးပါမယ်စိတ်ဝင်စားတယ်ဆိုရင် let's go ဒီနေ့ကတော့ Google Family လေးကိုတိုးပြီးနောက်ဖို့တလို့ကိုစိတ်တိုင်းကြထိချိုးတဲ့နီဖြစ်ပါတယ် Google Family လေးဆိုတာကတော့မိဘတွင်ကြီးကြံသူတွင်သူတို့ရဲ့ဆက်ကြောတဲ့ကလေးတွေဖိုတိုပြူတာကိုထိချိုးလို့ရတဲ့ application ဖြစ်ပါတယ်ဒါပေမဲ့ဒီ application ကကလေးတွေမကလူကြီးချစ်သူရည်သားတွေတွေ့လကိုရန်ချစ်သူကောင်းမှလည်းဘယ်နေရာကိုသွားနေလဲဘယ်ရောက်နေလဲဆိုတာ location ထွင်ကင်တီနေရာခြေရခါဖို့တိုးပြလို့ရပါတယ် Okay ဒါဆိုလေပေါ်တာလည်းများသွားပြီဆိုရင်ထိချုံနီလည်းကြည်လိုက်ရအောင် Okay ဒါဆိုရင်ကျွန်တော်တို့ထိချုံခံရမယ်ဖိုတန်းမှာဘာတွေလိုရမှလဲဆိုတာကိုပြောပြပေးပါမယ်အရင်ဆိုကျွန်တော်တို့ထိချုံခံရမယ်ဖိုတန်းမှာစတင်ထဲကိုဝင်ရမှဖြစ်ပါတယ်နော် Okay ဒါဆိုရင်ကျွန်တော်တို့စတင်ထဲကိုတစ်ချံဝင်လိုက်ပါစတင်ထန်းကိုရော်လာပြီးဆိုရင်တော့ဒီပေါ်ကိုဆွဲတင်လိုက်ပါနော်โอเคဒီပေါ်ကိုဆွဲတင်လိုက်ပါဒီအောက်က digital well-being parental control ဆိုတဲ့ကောက်ကိုမိဆွေတို့ရဲ့ဖုန်းမှာမြင်ရမှာဖြစ်ပါတယ်နော်ဒီကောက်ကတော့ကျွန်တော်တို့ဖုန်းတိုင်းမှာပါတာဖြစ်ပါတယ်ဘယ်ဖုန်းမဲဆိုဒီ digital well-being parental control ကတော့ဖုန်းတိုင်းမှာပါတာဖြစ်ပါတယ်ဒီကောက်လေးကိုတစ်ချမ်းနေလိုက်ပါဒါဆိုရင်တော့ဒီနေရာလေးကိုရော်လာမှဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီပေါ်ဆိုးကိုဆွဲတင်လိုက်ပါနော်ဒီအောက်ဆိုးကိုဆွဲတင်လိုက်ပါဒီအောက်ဆိုးကကျွန်တော်တို့ send up parental control ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုမေဆေးတို့မြင်ရမှာဖြစ်ပါတယ်ဒီအောက်က send up parental control ဆိုတဲ့ကောက်ကိုတစ်ချမ်းနေလိုက်ပါโอเคဒါဆိုရင်ဒီနေရာမှာဒီအောက်ကအပြရောက်လေးနဲ့ let's do tip ဆိုတဲ့ကောက်ကိုထည့်နေပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာကိုရော်လာမှဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ထိချုံခံရမယ်ဖိုတန်းမှာကြတော့ Gmail ကောက်ကတော့တခုပဲရှိရပါမယ်နော်ဒီနေရာမှာ Gmail ကောက်တွေအများကြီးရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့ကဒီဖုန်းကိုထိချုံလို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့ထိချုံချင်တဲ့ဖုန်းမှာ Gmail ကောက်ကတော့တခုပဲရှိရပါမယ်โอเคဒီနေရာမှာ Gmail ကောက်ကတခုပဲရှိပြီးဆိုရင်တော့ဒီအောက်က supervisor အကောက်ဆိုတဲ့အကောက်ကိုတစ်ချက်ထည့်နေပါโอเคဒါဆိုရင်ဒီနေရာမှာကြတော့ဒီအောက်က nip ဆိုတဲ့ကောက်ကိုပဲထည့်နေပြီးရှေ့ကိုသွားပါမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီ email or ဖုန်းဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ထိချုံမဲ့ဖိုတန်းက Gmail ကိုထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဖိုတန်းက Gmail ကိုထည့်မှာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ထိချုံမဲ့သူရန်ဖိုတန်းက Gmail ကိုထည့်ရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီဖိုတန်းမှာရှိတဲ့ Gmail ကိုတစ်ချမ်းထည့်လိုက်ပါမယ်ဒီဖိုတန်းမှာရှိတဲ့ Gmail ကတော့ဒီ Gmail ကတော့ကျွန်တော်ရဲ့ညီမလေးကိုကျွန်တော်ဖိုးကြည့်များရဲ့ကျွန်တော်တော့တဲ့ Gmail ဖြစ်ပါတယ်။ Okay control my sister ဆိုတဲ့ဒီ Gmail လေးပါ PND အောက်က nip ဆိုတဲ့ကောက်ကိုထည့်နေပါမယ်။ Okay ဒါဆိုရင်ဒီ enter password ဆိုတဲ့နေရာမှာကြတော့ကျွန်တော်တို့ရဲ့ Gmail ရဲ့ password ကိုထည့်လိုက်ပါခင်ဗျာ။ဒီနေရာမှာ password ထည့်လို့ပြီးဆိုရင်တော့ next ကိုနေပြီးရှေ့ကိုထည့်သွားပါမယ်။ Okayဒါဆိုရင်ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီပေါ်ဆိုကိုဆွဲတင်လိုက်ပါနော်ကျွန်တော်တို့ဒီပေါ်ဆိုကိုဆွဲတင်လိုက်ပါဒီအောက်ကကျွန်တော်တို့ password ဆိုတဲ့နေရာမှာကြတော့ဒီ folder မှာရှိတဲ့ Gmail ရဲ့ password ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချက်ထည့်လိုက်ပါမယ်โอเคဒီနေရာမှာကျွန်တော်တို့ password ထည့်လို့ပြီးဆိုရင်တော့ဒီအောက်က nip ဆိုတဲ့ကောက်ကိုနှိပ်ပြီးကျွန်တော်တို့ရှေ့ကိုတစ်ချက်သွားပါမယ်ဒါဆိုရင်တော့ဒီနေရာမှာခဏလေးစောက်ပေးလိုက်ပါโอเคဒီလိုမျိုးပေါ်လာပါလိမ့်မယ်ဒီအောက်က nip ဆိုတဲ့ကောက်ကိုပဲတစ်ချက်ထည့်နေလိုက်ပါခင်ဗျာโอเคဒါဆိုရင်ဒီလိုမျိုး permission လေးတွေတောက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘင်းက allow ဆိုတဲ့ကောက်ကိုတစ်ချက်နေလိုက်ပါဒါဆိုရင်ဒီလိုမျိုးထည့်ပြီးပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပေါ်ဆိုကိုဆွဲတင်လိုက်ပါ nip ဆိုတဲ့ကောက်ကိုပဲထည့်နေပါနော်Okay ဒါဆိုရင်ဒီ Google Access ကျွန်တော်တို့ဒီထိချုပ်ခံရမယ့်ဖုန်းမှာလိုဆိုချက်တွေကတော့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာဒီအောက်က DAM ဆိုတဲ့ကောက်ကိုနှိပ်လို့ရပြီဖြစ်ပါတယ် DAM ဆိုတဲ့ကောက်ကိုနှိပ်ပြီးကျွန်တော်တို့ဒီဖုန်းကိုထိချုပ်လို့ရပြီဖြစ်ပါတယ် Okay ဒါဆိုရင်ဒီဖုန်းမှာလိုဆိုချက်တွေကတော့ပြီးသွားပြီဖြစ်ပါတယ်နော်ကျွန်တော်ဒီနေရာမှာဗပြန်ဆိုလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ထိချုပ်ခံရမယ့်ဖုန်းမှာလိုဆော့ချက်လေးတွေကတော့ဒီလောက်လေးပါပဲเนาะဒါဆိုရင်ကျွန်တော်ဒီဖုန်းကိုတစ်ချက်ထားလိုက်ပါမယ်နောက်ထပ်ကျွန်တော်တို့ထိချုပ်မဲ့ဖုန်းမှာဘာတွေလိုရမှလဲဆိုတာကိုပြောပြပေးပါမယ်ကျွန်တော်တို့က Play Store ထဲကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ထိချုပ်ခြင်းတဲ့ဖုန်းမှာ Play Store ထဲကိုဝင်လိုက်ပါ Okay accept ဆိုတဲ့ကောက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ကျွန်တော်တို့ Play Store ထဲကိုရောက်လာပြီဆိုရင်တော့ဒီအောက်က search ဆိုတဲ့ကောက်ကိုတစ်ချက်နှိပ်ပါ PND ပေါ်က search app ဆိုတဲ့ကောက်ကိုတစ်ချက်ထည့်နှိပ်ပါမယ်ဒီနေရာမှာကျွန်တော်တို့ရိုက်ရှားရမယ့် application ကတော့အချိန်မှာပြောထားတဲ့အတိုင်း Google Family Level ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီနေရာမှာ Google Family Level တစ်ချက်ရရှားလိုက်ပါမယ် Google Family LINK Lab
ကျွန်တော်တို့ Play Store မှာဒီလိုမျိုး Google Family လေလို့တစ်ချက်ရရှာလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုး Google Family လေဆိုတဲ့ application လေးပေါ်လာမှာဖြစ်ပါတယ်ဒီ application ကလည်းကျွန်တော်တို့လူသုံးအများများတာဖြစ်ပါတယ်နော်ဒီမှာဒီ application ရဲ့ download သူကတော့ကျွန်တော်တို့100 million အယောက်သန်း100လောက်ရှိတာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်တို့ဒီ Google Family လေ application လေးကိုတစ်ချက် download လိုက်ပါနော်ဒီ application ရဲ့ file size ကလည်းကျွန်တော်တို့တေးသေးလေးပဲရှိတာဖြစ်ပါတယ်21 MB ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ application ကို download ဆွဲတာကလည်းများတာဖြစ်ပါတယ်ဒီ application ကို download ဆွဲလို့ပြီးပြီဆိုရင်တော့ဒီဘင်းက open ဆိုတဲ့ကောက်ကိုနှိပ်ပြီးဒီ application ထက်ကိုတစ်ချမ်းဝင်လိုက်ပါမယ်ကျွန်တော်တို့ Google Family လေထက်ကိုရောက်လာပြီးဆိုရင်တော့ခုနကကျွန်တော်တို့ဒီထိချုပ်ခံရမယ် folder မှာထည့်ထားတဲ့ Gmail နဲ့ကျွန်တော်တို့ကဒီနေရာမှာ set in ဝင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ Gmail ကိုရွေးလို့ပြီးပြီဆိုရင်တော့ဒီအောက်က continue as control ဆိုတဲ့ကောက်ကိုတစ်ချမ်းနေလိုက်ပါဒါဆိုရင်တော့ဒီနေရာမှာ permission လေးတွေတောက်တယ်ဆိုရင်တော့တစ်ချမ်းဖွဲ့ပေးလိုက်ပါနော် always next get started okay ဒါဆိုရင်ဒီထိချုပ်ချင်တဲ့ဖိုးမှကြတော့ကျွန်တော်တို့လိုဆောက်ချက်လေးတွေကတော့ဒီလောက်ပါပဲခုနက default ကိုစပြီးထိချုပ်လို့ရပြီဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ default ကိုဘာတွင်ထိချုပ်လို့ရလဲဆိုတာကိုပြောပြပေးပါမယ်ခင်ဗျာအရင်ဆိုဒီအောက်က screen time ဆိုတဲ့ကောက်ကိုတစ်ချမ်းနေလိုက်ပါမယ်ဒီနေရာမှာဒီအောက်က time limit ဆိုတဲ့နေရာမှာဒီ application ထမ်းမှရှိတဲ့ application တွေအကုန်လုံးကိုကျွန်တော်တို့ကထိချုပ်လို့ရတာဖြစ်ပါတယ်ခင်ဗျာ Okay ဒီနေရာမှာဘယ်လိုမျိုးထိချုပ်လို့ရလဲဆိုတာကိုပြောပြပေးပါမယ်ဒီအောက်က as limit ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချမ်းနေလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့ application တွေဒီနေရာမှာအကုန်လုံးကျွန်တော်တို့ကဒီဖုန်းနဲ့ဒီမှာကျွန်တော်တို့အကုန်လုံးထိချုပ်လို့ရတာဖြစ်ပါတယ်ဒီနေရာမှာအကုန်လုံးကြည့်လို့ရတာဖြစ်ပါတယ်เนาะအခုမြင်နေရတဲ့ဒီ application တွေအကုန်လုံးကတော့ဒီဖုန်းထဲမှာရှိတဲ့ application တွေ game တွေအကုန်လုံးပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ဒီမှာကြည့်ပါကျွန်တော်တို့အကုန်လုံးထိချုပ်လို့ရတာဖြစ်ပါတယ်ဒီ Magic က application ကိုကျွန်တော်ဒီဖုန်းကနေဒီဖုန်းမှာဆော်လို့မရအောင်ကျွန်တော်ထိချုပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်ဒီဖုန်းမှာ Magic က application ကိုတစ်ချက်ရှာလိုက်ပါမယ် Magic ကားလေးလေးကို Okay ဒါဆိုရင်ဒီမှာတွေ့ပြီးဖြစ်ပါတယ် Magic ကားကလေးကိုတွေ့ပြီးဆိုရင်တော့ကျွန်တော်တစ်ချမ်းနှိပ်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ဒီဖုန်းထဲကရှိတဲ့ Magic ကားကလေးကိုဒီဖုန်းနဲ့ဘန်းချတယ်ဆိုရင်ဒီအပေါ်ကကျွန်တော်တို့အလောင်းဆိုတဲ့နေရာမှာဖွဲ့ထားတဲ့အရာလေးကိုတစ်ချက်ပေးလိုက်ရောပါပဲဒါဆိုရင်ဒီမှာကျွန်တော်တို့ block ပြီးသွားပြီးဖြစ်ပါတယ်နော်ဒီအောက်က dam ဆိုတဲ့ကားကိုတစ်ချမ်းနှိပ်လိုက်ပါမယ် Okay ဒါဆိုရင်ဒီမှာကျွန်တော်ဒီဖုန်းကနေ Magic ကားကလေးကိုဒီမှာ block လိုက်ပြီးဖြစ်ပါတယ်နော် Okay ဒါဆိုရင်ဒီဖုန်းမှာမေဆေးတော်မြင့်တဲ့တိုင်ပါပဲ Magic ကားကလေးကတော့ဒီနေရာမှာပျော်သွားပြီးဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာဘားလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်ပျော်သွားပြီးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်နောက်ထပ်ဒီအပေါ်က Lucky MSQ ဒီကေးလေးကိုပါကျွန်တော်တစ်ချက်ဗန်းပြပေးအောင်မှာဖြစ်ပါတယ်ဒီဖုန်းမှာကျွန်တော်ဒီမှာ Lucky MSQ လေးကတော့ရှင်းနေသေးတာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်ဒီကေးကိုဘာမှဖြစ်တဲ့အတွက်ကြောင့်ခုနကလိုမျိုးဒီအပေါ်ကအလုံးဆိုတဲ့နေရာမှာကျွန်တော်တို့ဖွေထားတဲ့အရာလေးကိုတစ်ချက်ပေးလိုက်ပါမယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ဘလော့မဖြစ်တဲ့အတွက်ကြောင့်ဒီအောက်က Dam ဆိုတဲ့ကောက်တစ်ချက်နေလိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းမှာ Lucky MSQ ဂေးလေးကိုကျွန်တော်တို့က block လိုက်ပြီးဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းမှာတစ်ချက်ကြည့်ကြည့်ပါမယ်ဒီဖုန်းမှာတစ်ချက်ကြည့်ကြပါမယ်နော်ဒီ Lucky MSQ application လေးကတော့အခုတော့ရှင်းနေသေးတာဖြစ်ပါတယ်နော် book Okay ဒါဆိုရင်ဒီဖုန်းမှာလည်းကြည့်ပါနော် Lucky MSQ application လေးကတော့ပျော်သွားပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုမျိုးဒီဖုန်းထဲမှာရှိတဲ့ application တွေကိုလာထိချုပ်လို့ရတာဖြစ်ပါတယ်ကျွန်တော်တို့ကဒီနေရာမှာပြန်ပြီး block ဖြစ်ချင်တဲ့ဆိုရင်တော့ဒီကောက်လေးကိုပြန်ပြီးဖွေပြီးဒီအောက်က dam ဆိုတဲ့ကောက်ကိုတစ်ချမ်းနှိပ်လိုက်ရောပါပဲပြီးရင်ဒီအောက်က magic ကားဆိုတဲ့ကောက်ကိုလည်းဒီလိုပါပဲနော်ကျွန်တော်တို့ခုနက block ထားတဲ့ application ကိုဒီဘင်းကကျွန်တော်တို့ပြန်ပြီးဖွေလိုက်တဲ့ဆိုရင်ပြီးရင်ဒီအောက်က dam ဆိုတဲ့ကောက်ကိုတစ်ချမ်းနှိပ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီ folder မှာရှိတဲ့ဒီကားလေးတွေကိုပြန်ပြီးကျွန်တော်တို့က block ဖြစ်ပေးလို့ပြီးသွားပြီးဖြစ်ပါတယ်နော် Okay ဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းမှာတစ်ချမ်းကြည့်ကြပါမယ်နော်ဒီနေရာမှာကျွန်တော်တို့ block ဖြစ်ပေးလိုက်တဲ့ application နှစ်ခုကတော့ပြန်ပြီးပေါ်လာမှာဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းမှာတစ်ချမ်းကြည့်ကြပါမယ် Okay ဒါဆိုရင်ဒီမှာကြည့်ပါနော်ပြန်ပြီးပေါ်လာတာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကြည့်ပါ Magic ကနဲ့ Lucky MSQ application ကတော့ဒီဖုန်းမှာပြန်ပြီးပေါ်လာပြီးပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့ game တွေ application တွေအကုန်လုံးကိုကျွန်တော်တို့ကဒီနည်းနဲ့လာထိချုပ်လို့ရတာဖြစ်ပါတယ်ခင်ဗျာ Okay နောက်ပြီးကျွန်တော်တို့ဒီ application တွေကိုအချိန်နဲ့ limit နဲ့ဆော်ခိုင်းသေးခြင်းတဲ့ဆိုရင်လည်းဒီအောက်ကကျွန်တော်တို့နာရီ logo လေးနဲ့ set time ဆိုတဲ့နေရာမှာကျွန်တော်တို့ဆော်သေးခြင်းတဲ့အခြေကိုရွေးပြီးဒီနေရာမှာကျွန်တော်တို့ကအချိန်နဲ့လာထားလို့ရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ထားချိန်တိုင်းထိုင်လိမီကိုရွေးလို့ပြီးဆိုရင်ဒီအောက်က dam ဆိုတဲ့ကောက်ကိုနှိပ်လိုက်တဲ့ဆိုရင်တော့ဒီ football application ကိုဆော်တာ15မိနစ်ပြီးဆိုရင်တော့ဒီ application ကတော့သူ့ဘာသာပိတ်သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီလိုမျိုးတိုင်လိမီနဲ့လည်းလာထိချုပ်လို့ရတာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဗပြန်ဆိုလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့နောက်ထပ်ဘာတွင်ထိချုပ်လို့ရသေးလဲဆိုတာကိုပြောပြပေးပါမယ်ဒီနေရာမှာကျွန်တော်တို့ဒီတော့ခလောက်လုံးကိုလေးနဲ့ lock ဆိုတဲ့ကောက်ကိုတစ်ချမ်းနှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီဖုန်းကိုကျွန်တော်တို့ launch လို့ပြီးသွားပြီဖြစ်ပါတယ်နော်ဒီဖုန်းမှာဘယ်လိုမျိုးပေါ်လာမှာလဲဆိုတာကိုတစ်ချက်ကြည့်ပါမယ်
โอเคဒါဆိုရင်အခုဒီဖုန်းမှာမေဆေးတော်မြင်နေရတဲ့အတိုင်း time for a break လို့ပေါ်လာမှာဖြစ်ပါတယ်လောလောကိုလေးနဲ့ဒီနေရာမှာကျွန်တော်တို့ဒီဖုန်းမှာဘာမှနေလို့မရတော့ပါဘူးเนาะဒီနေရာမှာကိုရဲ့ကလေးတွေကတော့ပြောလို့မရအောင်ဖွယ်ရန်ဆွဲနေတဲ့ဆိုရင်တော့ဒီနည်းနဲ့ကျွန်တော်တို့ထိချုံးလို့ရတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီဖုန်းကနေလောချလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းမှာကျွန်တော်တို့ဘာမှနေလို့မရတော့ပါပြီเนาะဒီမှာကြည့်ပါเนาะကျွန်တော်တို့ဒီနေရာမှာပကယ်တွေကိုမှနေလို့ရတော့မှာမဟုတ်ပါဘူးကျွန်တော်တို့ဒီဖုန်းကနေလောချထားတဲ့ဆိုရင်တော့ဒီလိုမျိုးဖြစ်နေမှာပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာရှိတဲ့ gate တွေဘာတွေကိုကျွန်တော်တို့တခုမှနေလို့ရတော့မှမဟုတ်ပါဘူးဒါဆိုရင်ကျွန်တော်ဒီ phone ကိုပြပြီး lock ဖွဲ့ပေးမှဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်တို့ Docker logo လေးနဲ့ unlock ဆိုတဲ့ကားကိုတစ်ချက်နှိပ်ပေးလိုက်ပါနော် Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ lock ဖွဲ့ပေးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီ phone မှာကျွန်တော်တို့အကိုလို့ပြပြီးသုံးလို့ရနေပြီပဲဖြစ်ပါတယ်ခင်ဗျာ Okay နောက်ထပ်ကျွန်တော်တို့ဒီလက်ကလူ logo လေးနဲ့ control ဆိုတဲ့ကားကိုတစ်ချက်နှိပ်လိုက်ပါမယ်နော်ဒီနေရာမှာကျွန်တော်တို့ထိချုပ်လို့ရတဲ့အရာတွေကတော့အများကြီးရှိတာဖြစ်ပါတယ်ကျွန်တော်ရဲ့ message တို့ကိုယ်တိုင် luckily ကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ Google Play ဆိုတဲ့ကောက်ကလည်းမိုက်တာဖြစ်ပါတယ်နော်အကဲရွယ် default က message ရဲ့ clay တွေကိုပေးပြီးဆော်ထားတယ်ဆိုရင်တော့ message ရဲ့ clay တွေကတော့ message မပြီးပဲ Google Play Store မှာ game တွေ download လုပ်မရပါဘူးเนาะကျွန်တော်ဒီလိုမျိုးထိချုပ်ထားတယ်ဆိုရင်တော့ဒီနေရာမှာသူတို့ game တွေကိုတောက်ချိန်တိုင်း download မရပါဘူးဒီနေရာမှာသူတို့က game တွေကိုတောက်ချိန်တိုင်းဆိုရင်တော့ message ကိုသူတို့ permission တောင်းရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင် default က YouTube တွေဒီမှာကျွန်တော်တို့ထိချုပ်လို့ရတဲ့အရာတွေကတော့ Google Search တွင်အများကြီးရှိတာဖြစ်ပါတယ်ဒီနေရာမှာ message တို့ကိုယ်တိုင် luckily ကြည့်လို့ရတာဖြစ်ပါတယ် PND အောက်ကကျွန်တော်တို့ location ဆိုတဲ့နေရာမှာလည်း default ရဲ့ location ကိုကျွန်တော်တို့စိတ်တိုက်ကြလာထိချုပ်လို့ရတာဖြစ်ပါတယ်เนาะဒီအောက်က set a location ဆိုတဲ့ coverage နေပြင်ကျွန်တော်တို့ location တစ်ချက်ဖွဲ့လိုက်ပါမယ်เนาะ Okay ဒါဆိုရင်ဒီဖုန်းမှာလည်းကျွန်တော်တို့ဒါဆိုရင် location ဖွဲ့ပေးဖို့လိုတာဖြစ်ပါတယ် Okay ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီဖုန်းကဘယ်နေရာမှာရှိနေလဲဘယ်သွားနေလဲဆိုတာကိုဒီမှာကျွန်တော်တို့စိတ်တိုက်ကြ location ကိုလာထိချုပ်လို့ရသေးတာဖြစ်ပါတယ်ဒီအရာကတော့ကျွန်တော်တို့လူကြီးတွေအတွက်ရောကလေးတွေအတွက်ရောတိုးလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာလူကြီးတွေအတွက်ဆိုရင်ချစ်သူကောင်းမလေးတွင်ဘယ်နေရာကိုသွားနေလဲဆိုတာကိုကျွန်တော်တို့ဒီနေရာမှာ Google Map နဲ့ location အတီးကြလာကြည့်လို့ရတာပဲဖြစ်ပါတယ်ဒီမှာသူကတော့ကျွန်တော်တို့ကို permission လာတောင်းနေတာဖြစ်ပါတယ် Okay ဒါဆိုရင်ဒီအရာတွေကိုကတော့ကျွန်တော်ရဲ့ message တော့သေးသေးလာ click ကြည့်လို့ရတာဖြစ်ပါတယ်ဒီ Google Family တွေကလည်းကျွန်တော်တို့ထိချုပ်လို့ရတဲ့အရာတွေကလည်းအများကြီးရှိတာဖြစ်ပါတယ်ဒီအရာတွေကျွန်တော်အကုန်လုံးပြောပြမယ်ဆိုရင်တော့ video ကတော့အရန်တော့ရှိသွားမှာဖြစ်ပါတယ်အခုတော့ video ကတော့အရန်ရှိနေပြီဖြစ်ပါတယ် Okay ဒါဆိုရင်ဒီနေရာမှာ message တော့ကထည့်ပြီးထိချုပ်ခြင်းနဲ့ photo တွေကိုထည့်ခြင်းတိုင်းဆိုရင်တော့ဒီဘောကကျွန်တော်တို့ရဲ့ Gmail logo လေးကိုတစ်ချက်နေလိုက်ပါပြီးရင်ကျွန်တော်လူ logo လေးနဲ့အချိုင်ဆိုတဲ့ကောက်ကိုနှိပ်ပြီးဒီနေရာမှာကျွန်တော်တို့ထိချုပ်ခြင်းနဲ့ photo တွေကိုဒီမှာကျွန်တော်တို့စိတ်တိုင်းကြလာထည့်လို့ရတာဖြစ်ပါတယ်အကဲ၍ message ကဒီနေရာမှာ photo အများကြီးပေးထားတယ်ဆိုရင်တော့ကျွန်တော်ဒီနေရာမှာစိတ်တိုင်းကြ photo တွေကိုလာထည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်ရဲ့ camera လေးကတော့ battery တောင်ကုန်သွားပြီဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ထိချုပ်ထားတဲ့အရာကိုကျွန်တော်ရဲ့ message တော့ကမထိချုပ်ခြင်းတော့ဘူးဆိုရင်ဘယ်လိုမျိုးပြန်ပြီးဖြတ်ပေးလို့ရလဲဆိုတာကိုဖြန်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကပြန်ပြီးဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဘောက Google account setting ဆိုတဲ့အကောင့်ကိုတစ်ချက်နေလိုက်ပါ PND အောက်က about supervisor ဆိုတဲ့အကောင့်ကိုတစ်ချက်ထည့်နေပါနော်ဒီနေရာမှာကျွန်တော်တို့ဒီဘောစောကိုဆွဲထည့်လိုက်ပါကျွန်တော်တို့ကဒီအောက်ကလေးထောက်ွယ်လေးမှာမှတ်ချက်ချပြီးဒီအောက်ကပြရောက်လေးနဲ့ store supervisor ဆိုတဲ့အကောင့်ကိုနှိပ်ပြီးကျွန်တော်တို့ကထိချုပ်တာကိုရပေးလို့ရတာဖြစ်ပါတယ်ခင်ဗျာOkay ဒါဆိုရင်ဒီမှာကျွန်တော်တို့ထိချုပ်ထားတဲ့အရာလေးကိုပြန်ပြီးရပေးလိုက်ပြီးဖြစ်ပါတယ်เนาะဖြည့်လိုက်ပြီးဖြစ်ပါတယ် Battle Hole ဆိုတဲ့အကောက်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ထိချုပ်ထားတဲ့အရာလေးတွေကိုပြန်ပြီးဒီလိုမျိုးပြန်ပြီးဖြည့်ပေးလို့ရတာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင် message တို့လည်းစေဝင်းသွားတယ်ဆိုရင်တော့လောက်ထိုင်းကြည့်လို့ရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲရလိုက်ပါမယ်နောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြပါမယ်เนาะ Bye bye